အရင်ပိုင်းမှာတော့နာမီနဲ့ဦးစောတို့နှစ်ယောက်အေယာမှာရဲတိုက်ကြီးတဲကိုဘလို့ရောက်လာခဲ့မဲ့မသိဖြစ်နေခဲ့ကအေယာမှာဖြူကောင်ကြီးရဲ့တိုက်ခိုက်ခြင်းကိုလည်းခံခဲ့ရပြီးအဒီနောက်မှာတော့လူဖီဆိုတို့ဆန်ဂျီတို့ရောက်ရှိလာခဲ့ပြီးချင်းတစ်ဖြစ်ဟန်ဆောင်ထားတဲ့အေယာမှာကြောင်ကြီးကိုလည်းအပြက်ရှင်းပြလိုက်ပြီးတော့အခုရောက်နေတဲ့နေရာကဘယ်နေရာလဲဆိုတာကိုသိရဖို့အတွက်ထူးဆန်းတဲ့ရုပ်သုံးကဘာကြီးထဲမှာစုံစမ်းခန်းကိုစတင်လိုက်ပါတော့တယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာအပိုင်း1158ရဲ့အစမှာတော့ store hack အဖွဲ့သားတွေကထူးဆန်းတဲ့ရုပ်သုံးကဘာကြီးထဲမှာဆက်လက်ရှောက်လွှင့်လာခဲ့ကြပြီးနာမီကတော့ထုံးစံအတိုင်းအခြေအနေတွေကိုထိန်းချုပ်နိုင်ဖို့အတွက်ကြိုးစားနေခဲ့ကဇိုဒိုကိုလည်းလမ်းမမှားအောင်သူ့ရဲ့နောက်မှာပဲနေဖို့ကိုဒေါ်ရကြီးပြောနေခဲ့ပါတယ်ဇိုဒိုကတော့နာမီပြောတာကိုဂရုမစိုက်ပဲအရွှေ့မှာရှိနေတဲ့မြင်ကွင်းတွေကအကုန်လုံးရှင်းလင်းနေတာဖြစ်လို့ဘလို့မှလမ်းမမှားနိုင်ဘူးလို့ပြန်ခံပြောနေခဲ့ပါတယ်ဘေးမှာရှိနေတဲ့ဦးစုတ်ကလည်းခုနတုန်းကကြောင်ကချင်းလေးဖြစ်ပြောင်းသွားတာလားချင်းလေးကနေကြောင်ဖြစ်ပြောင်းသွားတာလားဆိုပြီးမေးနေခဲ့ပြီးလူဖီကလည်းဘာပဲဖြစ်အဲ့ဒါကအရေးမကြီးဘူးအရေးကြီးတာကအသားစားရဖို့အတွက်ယုံတာရှိသေးလားဆိုပြီးတော့ဘိုက်ဆက်စာနဲ့ပြန်မေးလိုက်ပါတယ်သူတို့တွေညှင်းခုန်နေကြတော့မှပဲဆန်ဂျီကအဝေးကနေသူတို့စီတစ်ခုခုခုံဆွာနဲ့လာနေခဲ့တာကိုသိထားမိသွားခဲ့ပြီးနာမီကိုကာကွယ်ပေးဖို့အတွက်လည်းအစဉ်တည်းပြင်ထားလိုက်ပါတယ်ခဏကြာမှတော့ခုံဆွာနဲ့သူတို့စီရောက်လာခဲ့တဲ့အရာကကြောက်စရာကောင်းတဲ့တတ်တော်မဟုတ်ပဲအေးရမှာနှံကောင်ကြီးတစ်ကောင်ကိုစီးလာတဲ့အဖိုးကိုတယောက်ဖြစ်နေခဲ့ကနာမီနဲ့ဆန်ဂျီတို့ကလည်းပိုးဟန်နဲ့အင်ဆက်တွေကိုကြောက်တတ်တာကြောင့်အေးရမှာနှံကောင်ကြီးကိုမြင်ပြီးကြောက်လန့်နေပါတော့တယ်လူဖီတို့အဖွဲ့ကတော့အဖိုးကြီးကိုတဘောတွေကြနေခဲ့ပြီးဒီနေရာကဘယ်နေရာလဲဒီကောင်ကြီးကိုရောတက်စီလို့ရလားဆိုပြီးတော့မေးခွန်းတွေဇက်တိုင်းမေးနေခဲ့ပါတယ်အဖိုးအိုကလည်းဖြည်းဖြည်းချင်းမေးကြပါငါအရေးတကြီးသွားဆက်ရှိတယ်လို့ပြန်ပြောလိုက်ပြီးတစ်ဆက်တည်းမှာပဲအဖိုးအိုကလည်းဒီနေရာကနေနဲ့ဖျားဆန်းကောအောက်ဆိုတဲ့အရုပ်သုံးကဘာကြီးဖြစ်ကြောင်းနဲ့အဝေးကမြင်နေရတဲ့အေယာမှာတစ်ပေကြီးဟာအစ်ထရက်ဆဲဖြစ်ကြောင်းဒီနေရာကိုနက်ဖျားတွေရဲ့နေမြေလို့ခေါ်ကြောင်းလူဖီတို့မေးတာကိုရှင်းပြလိုက်ပါတယ်ဒီနေရာကနက်ဖျားတွေရဲ့နေမြေဖြစ်တာကြောင့်ဒီနေရာမှာနေထိုင်နေကြတဲ့လူတွေကလည်းနက်ဖျားတွေကိုကြောက်လန့်နေရတယ်လို့အဖိုးအိုကသတိပေးလိုက်တဲ့အခါဦးစော့ကလည်းသူတို့တွေဒီနေမြေရဲ့စီမီစင်ကဲတွေကိုလိုက်နာပါမယ်လို့ပြန်ပြောလိုက်ပါတယ်အဖိုးအိုကသူဟာအေယာမကြောင်ကြီးအစခက်ကိုအလောက်ကျွေးပြုတ်နေရသူဖြစ်ကြောင်းပြောပြလိုက်တဲ့အခါလူဖီကအဲ့ဒီကြောင်ကြီးကိုသူတို့တွေခုနကပဲရိုက်နှက်ခဲ့တာကိုသတိရသွားခဲ့ပြီးပြောပြဖို့လုပ်နေတဲ့အချိန်ဦးစော့ကလည်းလူမိသွားမှာဆိုလို့လူဖီရဲ့ပါဇက်ကိုအမြန်ပိတ်လိုက်ရပါတယ်အဖိုးအိုကအေယာမဖြူကောင်ကြီးကလည်းဘိုက်စာနေလောက်ပြီးဆိုပြီးတွားတော့ဖို့လုပ်နေတဲ့အချိန်နာမီကလည်းသူတို့ရှော့တိုက်ခဲ့တဲ့ဖြူကောင်ကြီးကိုသတိရသွားပါတော့တယ်အဖိုးအိုကတူလာနေတဲ့လမ်းမှာအေယာမယုံကြီးပြုတ်ကျလာခဲ့တာကြောင့်အခုလိုတွေနောက်ကျနေခဲ့တာလို့ဆက်ပြောပြလိုက်တော့လူဖီကလည်းသူတို့တွေကင်စားခဲ့တယ်ဆိုပြီးပြောပြနေလို့ဦးစော့ကလူဖီရဲ့ပါဇက်ကိုတဲတန်ပိတ်နေခဲ့ရကအဖိုးအိုကဘိုက်ဆန်နေရင်မြို့ထဲမှာစားစရာတွားယူလို့ရကြအောင်နဲ့ရဲတိုက်ရဲ့တစ်ဖက်ချမ်းကိုတော့လုံးဝမတွားမိစေနဲ့အဲ့ဒီဘက်မှာနေတဲ့ဖျားဆန်းကောရဲ့ဖျားကြောင်ရှိပြီးကြမ်းတန်းနဲ့အဆောက်တွေလည်းရှိတယ်ဆိုပြီးပြောပြလိုက်ပါတယ်နေတဲ့ဖျားရဲ့ဖျားကြောင်ကိုတွားမိတဲ့လူတိုင်းပြန်မလာနိုင်ဘူးလို့ထပ်ပြောပြလိုက်တော့စိုးစားခဲတွေဆိုရင်အရန်ကြိုက်တဲ့လူဖီကစကားတောင်စောင်းအောင်မထောင်ပဲနေတဲ့ဖျားရဲ့ဖျားကြောင်ရှိရာကိုအမြန်ပြေးထွက်သွားခဲ့ပြီးတစ်ဖွဲ့လုံးကလည်းလူဖီရဲ့အနောက်ကိုပြေးလိုက်နေရကခိုးချင်ဖြတ်ချင်နေတဲ့ဇိုလိုကတော့တိတ်ကိုကြမ်းနဲ့အဆောက်ပါလားဆိုပြီးတဘောကြနေခဲ့လို့ဆန်ဂျီကအော်နေပါတော့တယ်လူဖီကလည်းဖျားကြောင်ရှိရာကိုပြေးသွားနေခဲ့ပြီးပြေးနေရင်နဲ့သူစီပြေးဝင်လာတဲ့လူတယောက်ကိုလည်းတွေးလိုက်ရကအဲ့ဒီလူကလည်းလူဖီပြေးတဲ့ဘက်ကိုပဲလိုက်ပြေးနေခဲ့ပြီးအနီးနားရောက်တဲ့အချိန်မှာတော့အဲ့ဒီလူကလူဖီရဲ့ပုံရိပ်ရောင်တာဖြစ်နေခဲ့တာပါလူဖီကလည်းပြေးနေရင်နဲ့အချိန်လွန်သွားခဲ့ပြီးအေယာမှာမှန်ချက်ကြီးတစ်ခုကိုတိုက်မိသွားခဲ့ကမှန်ကြီးကလည်းကွဲအပ်သွားပါတော့တယ်အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့မြို့တဲကလူတွေကလည်းကောင်းကင်ကြီးကွဲအပ်သွားလို့ဆိုပြီးထိုင်လန့်နေခဲ့ကတစ်ချိန်တည်းမှာပဲစက်ကြီးဘက်မှန်ကြီးကပါကွဲအပ်သွားပါတော့တယ်ဦးစောကလည်းကြောင်ကြီးကိုတိုက်ခတ်မိခဲ့လို့အခုလိုတွေဖြစ်နေရတာလို့ထင်ပြီးအပြစ်မပေးဖို့အတွက်ကြောက်လက်တကြားတောင်းပန်နေပါတော့တယ်တကယ်တော့သူတို့ရောက်နေတဲ့နေရာကအပြင်ကဘာမဟုတ်ပဲအေယာမှာအခန်းကြီးတစ်ခန်းထဲမှာဖန်တီးထားတဲ့အယုတ်သုံးကဘာလေးတာဖြစ်နေခဲ့တာပါသူတို့တွေတေချာကြည့်လိုက်မှမှန်ရဲ့တစ်ဖက်ချမ်းမှာဂျိုင်းရဲ့အရွယ်စားတိုက်ခန်းတစ်ခုရှိနေခဲ့ပြီးအချုပ်ဆက်တွေနဲ့တာမန်အရွယ်စားအင်ကြီးတွေအများကြီးရှိနေတာကိုတွေးလိုက်ရကစန်ဂျီကလည်းအချိန်တွေကိုတေချာလေးလာနေခဲ့ပြီးငါတို့တွေကအေယာမှာလူသားတယောက်ရဲ့အခန်းထဲမှာအိမ်မွေးတိရစ္ဆာန်လေးတွေလိုအပိတ်ခံထားရတာဆိုပြီးတော့ကောက်ချက်ချလိုက်ပါတယ်အဲ့ဒီချိန်မှာပဲသူတို့ရင်းနှီးနေတဲ့အကူကြီးတောင်းတဲ့အတန်တစ်ခုကိုကြားလိုက်ရပြီးဇိုဒိုကလည်းတန်စကားတွေကိုခောက်ဖြတ်လိုက်ကတစ်ဖွဲ့လုံးအထဲကိုဝင်သွားပါတော့တယ်အထဲရောက်တဲ့အခါမှာတော့အကူကြီးတောင်းနေတဲ့လူကချိုပါဖြစ်နေခဲ့ပြီးချိုပါကလည်းတန်ကြိုးတွေနဲ့အဖမ်းခံထားရပြီးသူ့ရဲ့လက်ဘင်းမှာလည်းတန်ကွင်းကြီးစုပ်ခံထားရကကဲတင်ပေးဖို့ငိုယိုနေတာကိုတွေးလိုက်ရပါတယ်ဇိုဒိုကချိုပါကိုဖမ်းထားတဲ့တန်ကွင်းတွေကိုခောက်ဖြတ်ဖို့လုပ်နေတဲ့အချိန်ချိုပါကလည်းတော်တော်လေးကိုကြောက်လန့်နေခဲ့ပြီးနာမီကပဲသူ့ရဲ့ဖောက်ထွင်းဝိဇ္ဇာစွမ်းအားနဲ့ချိုပါကိုကဲတင်ပေးလိုက်ပါတော့တယ်ဇိုဒိုနဲ့ဦးစော့တို့ကအဲဘက်တိုင်းပြည်မှာသူတို့အရွယ်စားဝတ်စားတွေရှိနေလို့လေးလာနေတဲ့အချိန်လူဖီကတော့ရုပ်သုံးတွေရှိနေတဲ့နေရာကိုခေါင်းဆင်းသွားခဲ့ပြီးဒါကိုမြင်သွားတဲ့ဆန်ဂျီကလည်းခုနတုန်းကတိုင်းပြည်ကရုပ်သုံးတွေ
နဲ့စောက်ထားတာဖြစ်လို့ရုံကင်စားနေတုန်းကညှော်နဲ့ထွက်နေတာကဒီရုပ်သုံးတွေကြောင့်ဖြစ်မယ်လို့ပြောပြနေခဲ့ကမှန်ကြီးကလည်းတစ်ဖက်မြင့်မှန်ဖြစ်နေခဲ့တာကြောင့်မန္တလေးရေချိုးကန်နေတဲ့မှာထားရမယ်ဆိုပြီးကြံစီနေလို့နာမီကလည်းထုံးစံတိုင်းပုံစံပေးလိုက်ပါတော့တယ်ဒီကဘာကြီးကိုဖန်တီးထားတဲ့ဂျိုင်းယန်ကြီးကတာမယ်လူမဟုတ်ပဲအလွန်ညံကောင်းပြီးလက်မှုပညာကျွမ်းကျင်သူဖြစ်ရမယ်လို့သတိပြုမိသွားပြီးစန်ကြီးကလည်းဒီနက်ဖျားနေမြေထဲကတောအုပ်တွေရဲတိုက်တွေကအယုတ်သုံးတွေနဲ့ဆောက်လုပ်ထားတာဖြစ်ပြီးကောင်းကင်ကြီးကလည်းအပြင်ဘက်ကလူတွေသူတို့ကိုကြည့်လို့ရအောင်လှုပ်ထားတဲ့တစ်ဖက်မြင့်မှန်ကြီးဖြစ်နေခဲ့တာကြောင့်ဒီနေနက်ဖျားဆိုတဲ့လူကစိုက်မနှက်တဲ့ဂျိုင်းယန်ကြီးတစ်ကောင်ဖြစ်နေမယ်လို့စန်ကြီးကဆိုပါတယ်အဲ့ဒီချိန်မှာပဲမြေကြီးကတုံဟာလာခဲ့ပြီးအေယာမှာကြွက်အုပ်ကြီးနဲ့အေယာမှာကြီးကန်းကြီးတစ်ကောင်ကသူတို့ကိုစောက်ကျင်နေခဲ့တယ်ဦးစွတ်ကလည်းသူတို့ရောက်နေတဲ့နေရာကဂျိုင်းယန်ကြီးတွေနေတဲ့အဲ့ဘက်တိုင်းပြည်ဖြစ်မယ်ဆိုပြီးအပြင်ကိုထွက်ကြည့်ဖို့လုပ်နေတဲ့ချိန်မှာပဲအေယာမှာမွေဘလူးကြီးကသူတို့ရွှေကိုရောက်လာခဲ့ပြီးအောက်ကနေလည်းအေယာမှာကြက်ဘလူးကြီးတွေတက်လာနေခဲ့ကအပေါ်ကနေလည်းအေယာမှာငှက်ဘလူးကြီးကဆင်းလာပါတော့တယ်အဖိုးကိုပြောတဲ့ကျန်းတဲ့နဲ့အဆောက်တွေဆိုတာဒီကောင်ကြီးတွေမှန်သိသွားခဲ့ပြီးအဲ့ဒီချိန်မှာပဲတိုက်ခင်ပိုင်ရှင်နေနဲ့ဖျားဆန်းကော့ကရောက်လာခဲ့ပြီးလူဖီကတော့ဘာကိုမှဂိမ်းမဆိုင်ပဲသူ့ရဲ့အစွမ်းထက်ဆုံးဂီယာ5ကိုအသုံးပြုလိုက်ကအေယာမှာမွေဘလူးကြီးရဲ့အဆွဲကိုလည်းရစ်ပတ်လိုက်ပြီးကင်ပေါက်လိုက်တာကြောင့်ဘေးနားမှာရှိနေတဲ့ကော်စောကြီးကလည်းလွတ်ထွက်သွားကမိဖို့တဲကိုဝင်သွားပါတော့တယ်လူဖီကအေယာမှာမွေဘလူးကြီးကိုတာဝန်ယူထားလိုက်ပြီးစန်ကြီးကလည်းအေယာမှာကြက်ဘလူးကြီးကိုသူ့ရဲ့ကန်ချက်အကွက်ပေါင်းစုံနဲ့ကန်နေခဲ့ပါတယ်အဲ့ဒီချိန်နာမီကလည်းချော်ပါကိုတက်စီထားပြီးယတနာတွေရှိလောက်မဲ့စင်ဘော်ကိုတန့်ခိုင်းနေခဲ့ကဇိုဒိုကလည်းအေယာမှာကြီးကန်းကြီးနဲ့တိုက်ခိုင်းနေခဲ့ပြီးခုနတုန်းကမိဖို့တဲဝင်သွားတဲ့ကော်စောကြောင့်ပဲတခန်းလုံးမိတွေတားလောင်နေပါတော့တယ်ဒါကိုမြင်သွားတဲ့ဂျိုင်းယန်ကြီးကလည်းတော်တော်လေးဒေါသတွေထွက်နေခဲ့ပြီးအဲ့ဒီချိန်နေနဲ့ဖျားဂျိုင်းယန်ကြီးပြန်ရောက်လာတာကိုတွေ့သွားတဲ့ဦးစောကလည်းအကုန်လုံးကိုထွက်ပြေးဖို့အော်ပြောလိုက်တာကြောင့်ဆန်ကြီးကအေယာမမွေဘလူးကြီးကိုအဆုံးသတ်ပေးလိုက်ပြီးဇိုလိုကလည်းအေယာမကြီးကန်းကြီးကိုခောက်ဖြတ်ပေးလိုက်ကလူဖီကအေယာမမွေဘလူးကြီးကိုဂုံမူနိုတိုက်ကွက်နဲ့ထိုးတက်လိုက်ပါတော့တယ်ဗီဒီယိုစင်ပေါ်မှာရှိနေတဲ့နာမီနဲ့ချော်ပါတို့ကလည်းအောက်ကိုခုန်ဆင်းလာခဲ့ပြီးအကောင်လုံးကလည်းရုပ်သုံးတွေနဲ့စောက်ထားတဲ့နက်ဖြန်နေမီတဲကိုထွက်ပြေးသွားပါတော့တယ်ပြေးလွှတ်နေကြရင်အေယာမကြောင်ကြီးနဲ့ပြန်သွတ်သွားခဲ့ပြီးကြောင်ကြီးကိုလည်းထုံနှက်လိုက်ပြီးတော့တက်စီလာခဲ့ကြကနာမီကလည်းဗီဒီယိုစင်ပေါ်ကနေရုပ်သုံးတွေနဲ့စောက်ထားတဲ့နက်ဖြန်နေမီရဲ့မြေပုံတစ်ခုရလာခဲ့ပြီးအေဒီချိန်နေနဲ့ဖျားဂျိုင်းယန်ကြီးကလည်းသူ့ရဲ့အကောင်တွေတိုက်ခိုက်ခံလိုက်ရတာကြောင့်ဒေါသတကြီးနဲ့လူဖီတို့အနောက်ကိုလိုက်လာနေခဲ့ပြီးစတော့ဟက်အဖွဲ့သားတွေကလည်းဒီနေရာကနေအမြန်ဆုံးထွက်ပြေးဖို့အတွက်ဆုံးဖြတ်လိုက်ပါတော့တယ်နာမီကလည်းသူ့မှာရှိနေတဲ့မြေပုံကိုကြည့်ပြီးတော့လက်ညှို့ပေးနေရင်းနဲ့အပြင်ကဘာဖြစ်တဲ့ Epic ကျွန်းစီကိုထွက်ပြေးဖို့စူးစမ်းနေပါတော့တယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လုပ်ပေးခဲ့ကြဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာ